ငချောက်လာမှန်အာခေါင်လန်စုလှန်ကိုပြစ်ပြပြန်ကြတွင်အာဝခံတွင်ဖမ်းပြရင်းဖြင့်ချက်ချင်းနမဲကျော်ခဲ့သည်နမဲကျော်ကြားလှန်မင်းသားကိုရှုစားလိုသောရှေ့တော်ခေါ်၍ဖြောပြေအစွမ်းပြခိုင်းသည်ဖုံးကန်ကြီးမှာမင်းတရားကငွေသားထောင်ထုတ်တောင်စမုံ၌အုပ်အော်တောင်းနှင့်အခင်းချင်းဖြင့်အနှင်းချီးမြင့်ခဲ့လေသည်ကျင်းသူတတ်ထားမိဖုရားလဲအားကြမခံစုချရန်အတွက်စီမံဖော်ထုတ်မြောက်စမုံ၌ငချောက်ဖုတ်တပြားပေးသနာ၏မိဖုရားလဲမြောက်စမုံချံကငချောက်ဖုတ်ပံကန်ချနောက်ဆုတ်ပြန်ကြွမှာလမ်းကျသွားခဲ့ရလေသည်လမ်းကျပြီးဆက်ဖြည်းဖြည်းဖြင့်နီးရသလွန်ထက်ခုံ၍တက်စဉ်တောက်ရှက်ထက်ကွဲပုံ၍လဲကျလူလဲထစဉ်အောက်ဆလွတ်သွားမိဖုရားမျက်နှာပြောင်လျက်ခက်ရှက်ရှက်ဖြင့်လှန်ချက်အစွမ်းအံ့မခန်းကိုဝမ်းမိုင်ဝမ်းသာကြည့်လိုတာမို့နီးရလူအုပ်သူမောင်းထုတ်သည်ဟုတ်လဲဟုတ်သည်မိဖုရားရှင်းမောက်ကစားလှန်မင်းသားလဲလှန်အားမြောက်ပြပြန်မကြမီခဏချက်ချင်းကွက်ကွက်ကွင်းမြမိမိဖုရားငချောက်ပြားကိုမျက်ဝါးထင်ထင်မြင်တွေ့စဉ်၌စိတ်တွင်လှုပ်ရှားရောင်မားမားဖြင့်ချိန်သားပြည့်၍လှန်ချက်ပြင်းကခရင်းကိုဖောက်တက်မပြောက်ခင်နောက်ဆုံးစကားအော်ပြောသွားသည်တသားကြောက်ကြောက်ထိုးငချောက်